ကမ္ဘာဖလားသမိုင်းတစ်လျှောက်အသုံးပြုခဲ့တဲ့ဘောလုံးတွေနဲ့ပတ်သက်ပြီးစိတ်ဝင်စားဖွယ်အကြောင်းအရာများ1930ကမ္ဘာဖလားဘောလုံးပွဲကိုအာဂျင်တီးနားနဲ့ဥရုဂွေးတို့ကစားခဲ့ကြပါတယ်။အဲ့ချိန်တုန်းကဝေါ်ကပ်အတွက်တရားဝင်သတ်မှတ်ထားတဲ့ဘောလုံးဆိုတာမရှိသေးပါဘူး။ဒါကြောင့်ဥရုဂွေးကတီမော်ရယ်လို့ခေါ်တဲ့ပိုလေးပိုကြီးတဲ့ဘောလုံးကိုယူလာပြီးအာဂျင်တီးနားကတော့ပီယန်နိုလို့ခေါ်တဲ့ပိုသေးပိုပေါ်တဲ့ဘောလုံးကိုယူလာပါတယ်။ဒါပေမဲ့နှစ်တင်းစလုံးကတခြားအသင်းရဲ့ဘောလုံးနဲ့မကစားချင်ကြပါဘူး။ဒါကြောင့်အကျွေးစိတ်ကောင်းမလန်ခဲ့ကြပြီးအာဂျင်တီးနားနိုင်သွားတဲ့အတွက်ပထမပိုင်းမှာအာဂျင်တီးနားဟာသူတို့ဘောလုံးနဲ့ကစားပြီး2-1နဲ့နိုင်နေခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့ဥရုဂွေးကသူတို့ရဲ့တီမော်ရယ်ဘောလုံးနဲ့ကစားခဲ့ရတာကြောင့်3ဂိုးပြန်သွင်းပြီးဖိုးတူးနဲ့ကမ္ဘာဖလားကိုပိုဆွဲသွားခဲ့ပါတယ်။ဘောလုံးတစ်လုံးကပဲကမ္ဘာအကြီးဆုံးအားကစားပွဲကြီးရဲ့အနိုင်ရှုံးကိုဆုံးဖြတ်ပေးခဲ့တာပါ1954ဆွစ်ဇာလန်ကမ္ဘာဖလားမှာတော့ရုပ်မြင်သံကြားကနေပထမဆုံးထုတ်လွှင့်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာတရားဝင်တိမှတ်ပြုအညိုရောင်တရေဘောလုံးတွေရှိနေပြီဆိုရင်မဲ့အဖြူမဲ TV ဖန်သားပြင်ပေါ်မှာမြင်ရခက်လုံးတာကြောင့်ဆွစ်ဇာလန်ဘောလုံးထုတ်လုပ်သူတွေက TV မှာအလွယ်တကူမြင်နိုင်မဲ့တောက်ပတဲ့အဝါရောင်ဘောလုံးကိုဖန်တီးခဲ့ရပါတယ်1990ကမ္ဘာဖလားကတော့ရောင်စုံစနစ်နဲ့ပထမဆုံးထုတ်လွှင့်တဲ့ပြိုင်ပွဲဖြစ်လာပြီးနောက်ထပ်ပြဿနာတစ်ခုတက်လာပါတယ်။အဝါရောင်လေမော်ရောင်ဒါမှမဟုတ်အဖြူရောင်တီးတန့်ဘောလုံးတွေဟာကာလာ TV ဖန်သားပြင်ပေါ်မှာသိမထင်ရှားပါဘူး။ဒီပြဿနာကိုဖြေရှင်းပေးခဲ့သူကတော့ Adidas ပါပဲ။သူတို့ဟာ Testa ဆိုတဲ့ဘောလုံးကိုမိတ်ဆက်ခဲ့ပြီးဒါဟာကျွန်တော်တို့မြင်ဘူးသမျှဘောလုံးပုံစံနဲ့အတူဆုံးဘောလုံးပါပဲ။ Adidas ဟာ TV မှာအလွန်ထင်ရှားစေမဲ့အဖြူရောင်နဲ့အမဲရောင်တရေပြားကိုဆက်ပြီးသုံးခဲ့တာပါ။ဒါဟာကမ္ဘာဖလားဘောလုံးသမိုင်းရဲ့ခေတ်တစ်ခုကိုစတင်လိုက်တာပါပဲ။2018ရုရှားကမ္ဘာဖလားမှာတော့အချက်လက်တွေနဲ့ကစားသမားစည်းရင်းတွေကိုတင်ဆက်နိုင်မဲ့မိုက်ခရိုချစ်ပါဝင်တဲ့ပထမဆုံးဘောလုံး Testa 18ကိုထုတ်လုပ်ခဲ့ပါတယ်။ဒါဟာ VAR စနစ်အချက်လက်ခြေရာခံခြင်းရဲ့အခြေခံအုတ်မြစ်ဖြစ်လာခဲ့ပါတယ်။ယခုကျင်းပနေတဲ့ကမ္ဘာဖလားမှာတော့ motion sensor chip တွေပါဝင်လာပြီးဘောလုံးရဲ့တည်နေရာနဲ့လှုပ်ရှားမှုကို VAR ဒိုင်လူကြီးစီစက္ကန့်ပိုင်းတွင်ပေးပို့နိုင်တဲ့ Triona ဘောလုံးကိုအသုံးပြုနေတာပါ။ဘောလုံးဒီဇိုင်းထူးခြားမှုအနေနဲ့လည်းအင်ရှင်၃နိုင်ငံကိုစားပြုဖြစ်အနီရောင်အစိမ်းရောင်အပြာရောင်တို့ကိုရောဆက်ပြီးထုတ်လုပ်ထားပါတယ်။ဒီလိုမျိုးနေပညာတွေရဲ့ဘောလုံးလောကအပေါ်တက်ရောက်မှုကိုဘယ်လိုမြင်ကြလဲ။ကွန်မန့်မှာဆွေးနွေးပေးကြပါဦး။